ပြိုင်ပွဲမှာကျွန်တော်သုံးသွားသမျှအားလုံးကတော့ကျွန်တော်ဂျင်းတွေပဲရှေ့ရပြောခဲ့လို့ပဲကျွန်တော်ဂျင်းအရန်ကြိုက်တယ်အဲ့တော့ low ABV ဆိုတဲ့အတွက်ကြောင့် ingredient ကိုအများကြီးလဲ main base ကိုအများကြီးတွားထည့်လို့မရဘူးအဲ့တော့ဒါ30လောက်ပေါ့နော်နောက်တစ်ခုကကြတော့ဒါ red wine နဲ့ ZD နဲ့ infusion သူ့မှာရှိရဲ့ဟိုအချိုးချင်းတက်လေးနဲ့ပဲဒီဟာကိုတွားပြီးတော့ဒီဂျင်းမှာရှိရဲ့ဟိုဟာလေးအနံ့လေးတွေနဲ့သူ့ရဲ့ wine မှာရှိရဲ့အချိုးချင်းတက်လေးတွေနဲ့ပြန်ပြီးတော့ပေါင်းသွားအောင်လို့ဗျာနောက်ဆုံးတစ်ခုကကြတော့ဒီဟာလေးဒါဇီးတုံးနဲ့ jaggery ပေါ့နော်ကျွန်တော်အဲ့ဒါကို20 ml ထည့်မယ် okay ဒါလေးနောက်ဆုံး dropper လေးနဲ့ပေါ့နော်စင်းဟာဆိုတာပါနောက်ဆုံးတော့ဒါလေးကကျွန်တော်ရဲ့ ZD တို့ inspire ဖြစ်တဲ့ Red Lady ကောက်တင်လေးပါ